Okay အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့ကဒီကိုလုပ်ငန်းတစ်ခုမှာ AI ကိုအသုံးပြုရမှာဆိုလို့ရှိရင်ကျွန်တော်တို့ထည့်ထားတဲ့ဒီ data တွေရှိရပေါ့နော်ဒီ data တွေအကုန်လုံးကိုကျွန်တော်တို့ကဒီ central data အနေနဲ့ကျွန်တော်တို့ထားလို့ရတယ်ဆိုတော့အဲ့ကိုလုပ်ငန်းမှာရှိတဲ့အရာတွေအကုန်လုံးကိုကျွန်တော်တို့ကလူတွေရှိမယ်နောက်တစ်ခုက product တွေရှိမယ်နောက်တစ်ခုကကြတော့ဒီငွေကြေးနဲ့ဆိုင်တဲ့ number တွေရှိမယ်ပေါ့နော်ဆိုတော့ဒီမှာ solution ကျွန်တော်တို့ key people တွေပေါ့နော်ကိုလုပ်ငန်းမှာရှိတဲ့ဒီကြီးပန်းအရာရှိအနေနဲ့ကျွန်တော်တို့က key people တွေရဲ့ဒီ strength တွေ weakness တွေနောက်တစ်ခု education background တွေနောက် personality တွေနောက်department ဟမှာပါတဲ့လူတွေเนาะဒီ personality မှာဆိုလို့ရှိရင်သူကကြတော့personality သိဖို့ဆိုလို့ရှိရင်အများကြီးရှာလို့ရတယ်ပေါ့နော်နောက်ကျွန်တော်တို့တည်းဆိုတော့ Ricky တို့နောက်တစ်ခုကဒီ MBTI တို့အများကြီးစစ်လို့ရတယ်ပေါ့နော်ဆိုတော့တစ်ခုကောင်းတာကကျွန်တော်တို့ရဲ့သူတို့ရဲ့မွေးနေ့တက္ကရာတွေပါထည့်လိုက်လို့ရှိရင်ဒီလူရဲ့ဘာအားသာလဲဆိုတော့ကျွန်တော်ကြည့်လို့ရတယ်ဒီဟာတွေအကုန်လုံးကတော့ဒါသူတို့ရဲ့အားသာချက်တွေအားနည်းချက်တွေနောက်တစ်ခု education background တွေ department head တွေဒါလူတွေနဲ့ပတ်သက်တဲ့ဟာပေါ့နော်ဒီမှာဆိုလို့ရှိရင် central data ထဲမှာဒီ data တွေအကုန်လုံးကိုအသုံးပြုတဲ့အချိန်မှာဒီမှာထည့်ထားပြီးတော့ AI မှာဒီအောင် PDF file အနေနဲ့ပဲဖြစ်ဖြစ် document အနေနဲ့ပဲဖြစ်ဖြစ်ကျွန်တော်တို့ကအသုံးပြုပြီးတော့ထည့်လို့ရတယ်ပေါ့နော်ထည့်ပြီးရတာနဲ့ကျွန်တော်တို့ကနောက်တစ်ခုကအဆင့်ကကျွန်တော်တို့မှာရှိတဲ့ product နဲ့သက်ဆိုင်တဲ့အကုန်လုံးကိုထည့်ထားလိုက် product ရဲ့ product မှာရှိတဲ့ item list တွေနောက်တစ်ခုက cost တွေcost of goods လို့ခေါ်တယ်ပေါ့နော်နောက်တစ်ခုကကျတော့ဒီ selling price နဲ့ပတ်သက်တဲ့ဟာတွေပေါ့နော်ရောင်းတဲ့ဟာတွေရှိမယ်ပြီးတော့လို့ရှိရင် competitor တွေရဲ့ product list တွေရှိမယ်ကိုလုပ်ငန်းနဲ့ပြန်ဆိုင်မှုရှိနေတဲ့အရာတွေပေါ့နော်နောက်တစ်ခုက number တွေဒီ accountant data တွေနောက်တစ်ခုက supplier တွေနောက် customer list တွေဒီဟာတွေအကုန်လုံးကိုကျွန်တော်တို့ကအမြဲတမ်း update လုပ်ပြီးလို့ရှိရင်ကျွန်တော်တို့သုံးနေတဲ့ကိုအသုံးပြုနေတဲ့ ChatGPT ပဲဖြစ်ဖြစ် cloud ပဲဖြစ်ဖြစ်ပေါ့နော်အဲ့ဒီမှာသွားပြီးတော့project အသုံးပြုရဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာ new project မှာကျွန်တော်တို့ကproject တစ်ခုခေါ်ပြီးရလို့ရှိရင် create project လုပ်ထားပြီးရလို့ရှိရင်ကျွန်တော်တို့ကသုံးလို့ရတယ်ပေါ့နော်ပြီးသွားလို့ရှိရင်ဒီဟာတွေအကုန်လုံးထည့်မယ်ထည့်ပြီးရလို့ရှိရင်ကျွန်တော်တို့လုပ်ငန်းရဲ့vision mission တွေနောက်vision mission နောက် culture value တွေနောက်အစုပ်ပြီးတွေဆွဲထားတဲ့ဟာတွေအကုန်လုံးကိုကျွန်တော်တို့ကဒီ data တွေအကုန်လုံးကိုဒီထဲမှာထည့် SOP မှာဆိုလို့ရှိရင် workflow ပုံစံတွေရှိမယ်အဆင့်တွေပေါ့နော်ကျွန်တော်တို့ကရောင်းနေတဲ့ပစ္စည်းတစ်ခုဆိုလို့ရှိရင်လည်းအတူတူပဲပေါ့အဲ့ဒီမှာသွားရတဲ့အဆင့်တွေအကုန်လုံးထည့်ထားလို့ရတယ်ကိုက SOP ကိုမလုပ်တတ်ဘူးဆိုလို့ရှိရင်လည်းဒီ SOP ဆွဲတဲ့ design တွေကိုကျွန်တော်တို့ format ပုံစံတွေအများကြီးရှိရပေါ့နော်နောက်တစ်ခုကဒီလုပ်ငန်းတွေအကုန်လုံးကိုလှုပ်ဆောင်နေရတဲ့အောက်မှာပါဝင်နေတဲ့ဒီ HR data HR နဲ့ပတ်သက်တဲ့data တွေထည့်ထားမှာဆိုလို့ရှိရင်တော်တော်လေးအလုပ်ဖြစ်တယ်ပေါ့နော်နောက်ဆုံးဒီဟာတွေအကုန်လုံးကိုထည့်ပြီးတော့ကျွန်တော်တို့ဒီမှာကိုယ်လုပ်ငန်းမှာပြဿနာတစ်ခုတက်လာပြီဆိုလို့ရှိရင်ဒီမှာ logical problem solver လေးတစ်ခုရှိရပေါ့နော်ဆိုတော့ဒီ file ကိုတော့ပြီးတော့လို့ရှိရင်ကျွန်တော် share ပေးမယ်ပေါ့နော်အဲ့တော့ဒီ data တွေအကုန်လုံးကိုထည့်နိုင်လေကိုယ်လုပ်ငန်းရဲ့AI ကိုမေးတဲ့အခါမှာပို့ပြီးတော့ပြည့်စုံဒီဒေတာလေးပေါ့နော် problem solver ဟာလေးကိုကျွန်တော်ကဒီမှာ link နဲ့လုပ်ပေးထားရပါတော့အဲ့ link ကိုထုတ်လိုက်တာနဲ့ကျွန်တော်ဒီမှာဆိုလို့ရှိရင်ဒီမှာ core rules တွေရှိမယ်ပေါ့နော်ပြီးတော့လို့ရှိရင် internet protocol တွေရှိမယ်ဒီမှာဆိုလို့ရှိရင်အသေးစိတ်ဖတ်ကြည့်ပြီးတော့ကိုကြိုက်တာကိုပြင်လို့ရတယ်ပေါ့နော်prompt တစ်ခုကဒီကောင်ကcreate လုပ်ထားတဲ့special prompt ပဲပေါ့နော်ဒီထဲမှာကိုလိုချင်တဲ့ရလို့ဖို့ဆိုလို့ရှိရင်အများကြီးပြင်လို့ရတယ်နောက်တစ်ခုကဒီဟာဆိုလို့ရှိရင်ကျွန်တော်တို့ကပြီးသွားလို့ရှိရင်ကျွန်တော်စမ်းပြမယ်ပေါ့နော် question ပြီးသွားလို့ရှိရင် final output structure တွေနောက်တစ်ခုက concept chain တွေနောက် solution framework တွေဒီဟာတွေကိုထည့်ထားလို့ရတယ်ပေါ့နော်ဒီ problem solver prompt လေးကိုကျွန်တော် ChatGPT မှာတွားပြီးတော့စမ်းတာလေးရှိရပါတော့အဲ့တော့ကျွန်တော် create project မှာ name ပေးပြီးတော့ name ကျွန်တော် name ပေးပြီးသားပဲပေါ့နော်ပြီးသွားတာနဲ့ဒီ instruction ထဲမှာစောစောကကျွန်တော်ဒီ problem solver prompt လေးကိုထည့်လိုက်ပေါ့နော်ထည့်ပြီးသွားတာနဲ့ကျွန်တော်တို့ကမေးခွန်းစမေးလို့ရပြီပေါ့နော်ဆိုတော့အဲ့တော့မေးခွန်းစမေးပြီးတော့မေးကြည့်လို့ရပြီပေါ့နော်
အဲ့ဒီ data တွေဒီ central data ကိုဘာမှထည့်ထားလို့ရလဲဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီ add file နေရာမှာထည့်ထားလို့ရတယ်ပေါ့နော် add file နေရာမှာအဲ့ဒါကိုထည့်ထားလဲဆိုလို့ရှိရင်ကိုယ့်ကုမ္ပဏီရဲ့အကြောင်းကိုယ့်လုပ်ငန်းရဲ့အကြောင်းကိုသူကသေးစိတ်သိသွားတယ်ဖြစ်တော့ကြောင့်မလို့သူပေးတဲ့အဖြေတွေကလည်းပို့ပြီးတော့တိကျတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ဘာ file မှမထည့်ထားသေးဘူးပေါ့နော်အဲ့တော့ဒီနေ့ဒီမှာဒီနေရာမှာဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ရောင်းအားကျနေတဲ့ပြဿနာနဲ့ပတ်သက်ပြီးတော့ပေါ့နော်သူကမေးခွန်းတစ်ခုအရင်ဆုံးကုန်မေးပြီပေါ့နော်နောက်ဆုံး6လအတွင်းတစ်လဘယ်လောက်ရှိတယ်ပေါ့နော်နောက်ဆုံး12လအတွင်းရောင်းအားအမြင့်ဆုံးကဘယ်လောက်လဲပေါ့နော်အဲ့တော့ကျွန်တော်ကဒီဟာကိုထိုင်းဘတ်ငွေအနေနဲ့ဆိုတော့ရောင်းအားကျတဲ့ဒီမှာဆိုလို့ရှိရင်ထူးခြားတာတစ်ခုကဘာလဲဆိုတော့ကျွန်တော်အင်္ဂလိပ်လိုရောမြန်မာလိုရောတစ်ခါတည်းပေးအောင်ကျွန်တော် prompt ကိုပြင်ထားတာပေါ့နော်ဆိုတော့အဲ့ဒါဘာမှပြင်လို့ရလဲဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဘာမှပြင်လို့ရလဲဆိုလို့ရှိရင်ဒီ program နဲ့ဒီ program solver ပေးထားတဲ့ကောင်းစီဒီမှာပေါ့နော် show up question and answer ဒီမှာဆိုရင် two language နဲ့ဖော်ပြဖို့ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီဟာလေးပြန်သွားကြည့်မယ်ပေါ့နော်အဲ့တော့သူမေးတာလေးကိုကိုကဖြည့်ပေးလိုက်ပေါ့နော်တလား3000ပေါ့နော်3000ရှိမယ်နောက်တစ်ခုက12လအတွင်းမှာကြတော့ဘယ်လောက်ထိရပါလဲဆိုတော့ဆိုပါစို့ဘတ်တသိန်းပေါ့နော်အဲ့တော့သူမေးခွန်းမေးလာတဲ့ဟာကိုကိုကဖြည့်ပြီးလေးပြီပေါ့နော်ဘယ်လလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီရောင်းအကောင်းဆုံးလတွေကဘယ်လဖြစ်တယ်လဲဆိုလို့ရှိရင်ကျွန်တော်တို့နိုဝင်ဘာဒီဇင်ဘာဖြစ်တတ်တယ်ပေါ့နော်အဲ့တော့ဒီဇင်ဘာပေါ့နော်ဒီဇင်ဘာဆိုပြီးဖြည့်တယ် peak say August and December ပေါ့နော်ကျွန်တော် peak ဆိုတာကျွန်တော်တို့ရဲ့အမြင့်ဆုံး level ပေါ့နော်ဆိုတော့ဒီဟာလေးကိုပဲကျွန်တော်ဖြည့်ကြည့်လိုက်မယ်ပေါ့နော်အဲ့တော့ yes ပဲပေါ့နော်အဲ့တော့ကိုလုံးနေတဲ့ဒီမှာဆိုလို့ရှိရင် promotion သို့မဟုတ် marketing လုပ်ဆောင်မှုတွေအဓိက2ခု3ခုပေးပါပေါ့နော်ဒါဆိုလို့ရှိရင် happy ဒီထဲကနေပြီးတော့ကျွန်တော်ကနေပြီးတော့ happy hour ရယ်နောက်တစ်ခုကတိကိတာပွဲ2ခုကျွန်တော်ရွေးပေးလိုက်မယ်ပေါ့နော်ဒီ prompt လေးကတော်တော်အသုံးဝင်တဲ့ prompt နဲ့မပါတယ်ပေါ့နော်ဒီတော့ဒီဟာလေးကိုသုံးကြည့်ဖို့အားပေးပါတယ်question 7ရပါတော့နော်အဲ့တော့လူဘယ်နှယောက်လာလဲဆိုတော့ကျွန်တော်တို့တညလေးနဲ့လူဘယ်နှယောက်လာလဲပေါ့နော်အဲ့တော့ဒီလူ30 10ယောက်ဒါမှမဟုတ်လို့ရှိရင်အယောက်30ပေါ့ဆိုပါစို့10ဝိုင်းဆိုလို့ရှိရင်အယောက်40ပေါ့နော်ဆိုတော့အဲ့တော့အဲ့ရက်တွေမှာဆိုလို့ရှိရင်ကျွန်တော်အယောက်40ပေါ့နော်အဲ့တဲ့တယောက်မှာဆိုလို့ရှိရင်ဘယ်မှာဘယ်လောက်3လဲပေါ့နော်ဆိုတော့အဲ့တော့ဘတ်300ဆိုပြီးတော့ကျွန်တော်ရေးလိုက်ပါနော်တစ်ချိန်ထဲမှာထိုင်နိုင်တဲ့ဟာဘယ်နှယောက်ရှိရဆိုပါနော်ဒါဆိုရင်ကုန်ကြစိတ်ငါးဝင်တာမီတာစီအဲ့တော့ကျွန်တော်တို့ကပြန်ပြောလို့တရက်ကို1000ဝန်ထမ်းကုန်ကြစိတ်တွေရှိမယ်ပေါ့နော်တစ်လားဆိုလို့ရှိရင်ဘယ်လောက်ရှိမလဲပေါ့နော်ဆိုတော့ခက်မှန်းအနေနဲ့ကျွန်တော်တို့ကတရက်ကိုအဲ့တော့3,000ဆိုပြီးတော့ကျွန်တော်ထည့်ပေးလိုက်မယ်နော်ဒါဆိုလို့ရှိရင်သူကဒီ core program statement လာပြီပေါ့နော်ဆိုတော့အဲ့တော့ only 3,000 month in revenue on average အဲ့တော့ cost chain နေနဲ့ December မှာတသိန်းရောင်းသွားတယ်တခု event seasonal demand ကြောင့်ပေါ့နော်ဒီမှာဆိုလို့ရှိရင် break even point တွေပါသူကတစ်ခါလေးတွက်ပေးရပါ10% budget to social media ADS ပေါ့ဒီမှာဆိုလို့ရှိရင် marketing ship အနေနဲ့လည်းဘာတွေသုံးရမလဲဆိုတော့သူပြောတာပေါ့နော် promote event photo အဲ့ဒါကြီးပြောရတယ်နောက် measure နဲ့ adjust လုပ်ဖို့ပေါ့နော်အဲ့တော့အဲ့ဒါတွေအကုန်လုံးကိုကအင်္ဂလိပ်လိုဖတ်ဖို့အားနေတယ်ဆိုလို့ရှိရင်လည်းဒီမှာမြန်မာလိုဖတ်လို့ရတယ်ပေါ့နော်အဲ့တော့ဒီဟာဘယ်လောက်ကောင်းလဲပေါ့နော်ဒီဟာလေးကိုကြည့်ပြီးတော့လက်တွေ့စမ်းကြည့်ဖို့တိုက်တွန်းပါတယ်ကျေးဇူးတင်ပါတယ်